များနာမည်တွေလည်းငါစိတ်ဝင်စားဘူးအပြင်နဲ့ရှင်းရှင်း အဲ့ဆိုမန်းပိတ်ထားလေမင်းဘာလို့မန်းဖွင့်ထားတာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ reaction လုပ်ပေးခြင်းတဲ့ဗီဒီယိုလေးကသူ့ကိုယ်သူတော့အဆိုတော်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတော့မသိဘူးကျွန်တော်ကပဲအားလာလားကျွန်တော်ကပဲခင်းနောက်ကြတာလားကျွန်တော်ကပဲလေးလာမှုအားနေတာလားမသိဘူးသူ့ကိုယ်သူတော့အဆိုတော်လို့ပြောတယ်ဘာလို့ reaction လုပ်ရတာလဲဆိုရင်သူ့ရဲ့ပရိသတ်တွေပေါ့သူ့ရဲ့ audience တွေပေါ်မှာသူဘယ်လိုမျိုးဆက်ဆံထားတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ကသိစေချင်လို့ဒါ reaction ထလုပ်ရခြင်းဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစကြည့်ရအောင်ထွက်သမျှသရှင်တိုင်းဘာတန်သေးတွေမှမသိဘူးအပြင်နဲ့မင်းကငါသရှင်ကိုနားထောင်ပြီးတော့အိမ်မလားအခုဒီညနေကိုယ့်ရဲ့ပရိသတ်အပေါ်ကိုယ်အားပေးနေတဲ့သူအပေါ်မှာမင်းနဲ့ငါနဲ့ပြောတယ်ဆိုတာကြီးကဒါလူယဉ်ကျေးမှုနဲ့ဒါမကိုက်ညီဘူးပေါ့ကိုတန်းအမှုပညာရှင်သမားတယောက်လုပ်နေပြီးတော့ကိုယ့်ရဲ့ပရိသတ်တွေအပေါ်မှာဒီလိုမျိုးကြီးမင်းနဲ့ငါနဲ့ဆက်ဆံနေဆိုတဲ့အရာကြီးကတကယ်ကိုရိုင်းဆိုင်တဲ့ထဲမှာပါတယ်ပေါ့နော်သူပြောတာရှင်းရှင်းလေးရလေတန်စင်ကို तू မသိဘူးလို့ပြောတဲ့အနေထားမှာဘာမှစိတ်တိုစရာလည်းမလိုဘာမှစိတ်ဆိုးစရာလည်းမလို तू မသိဘူးဆိုရင်ရှင်းပြမှာမင်းရဲ့တာဝန်မဟုတ်ဘူးလားဒါလေးတော့မှမင်းမရှင်းပြနိုင်ဘူးလားမရှင်းပြဘဲနဲ့မင်းဒီလိုမျိုးထားပြီးတော့စိတ်တိုးနေတယ်ဆိုတာမင်းပေါ်အားပေးမဲ့လူတိုးလာသလားမင်းပေါ်အားပေးမဲ့သူညော့သွားသလားဆိုတာမင်းကိုမစဉ်းစားမိဘူးလားတင်မဲ့ဒီဇင်ဘာကိုလည်းငါရဲ့ YouTube မှာတင်မှာသွားနားထောင်လို့ရတယ်အပြင်ဘာပဲဖြစ်ဖြစ်မင်းကငါရဲ့သရှင်ကိုနားထောင်အစားဆုံးနားထောင်ပြီဆိုတဲ့မင်းကစိတ်ဝင်စားလို့ပဲအမှန်တိုင်းပြောပြရင်ငါမင်းတို့ကြိုက်ကိုလိုက်လုံနေရမဟုတ်ဘူးငါကြိုက်တဲ့ငါဝါသနာကိုငါပတ်စံနဲ့ငါရင်းပြီးတော့အဲ့ဒါဆိုမင်း only me နဲ့တင်လေဘာဖြစ်လို့ public နဲ့တင်တာလဲမင်းကို public နဲ့တင်နေဆိုရင်မြင်တဲ့သူကမင်းကိုကြိုက်မဲ့သူလည်းရှိတယ်လို့မင်းကိုတိုက်ခိုက်မဲ့သူလည်းရှိတယ်ဝေဖန်မဲ့သူလည်းရှိတယ်ဒီຢာတွေကိုမင်းလက်ခံနိုင်ရမှာမဟုတ်ဘူးလားမင်းအမှုပညာရှင်သမားတယောက်လုပ်နေတာမဟုတ်ဘူးလားကိုကအမှုပညာရှင်သမားတယောက်ပါဆိုပြီးတော့ခံယူထားတယ်ကိုယ်တိုင်ကတချင်းတွေထုံးနေတဲ့လူတယောက်ဖြစ်နေပါလေရဲ့နဲ့ဘာဖြစ်လို့ကိုဝေဖန်တဲ့သူကိုတိုက်ခိုက်တဲ့သူတွေကိုဘာဖြစ်လို့ဒီလိုမျိုးရိုင်းဆိုင်နဲ့ရန်လိုနေရတာလဲမင်းမှာတခြားသောဖြည့်ရှင်းနိုင်တဲ့နီလန်မင်းမှာမရှိဘူးလားလုပ်နေတာအားလေးခေါင်းထဲမှာတီးထားဖို့နောက်ပြီးတော့ငါရဲ့မန်နေအောက်မှာကွာသူများနာမည်နေပါဦးမင်းပြောလိုက်တာရှိပါသေးတယ်မင်းပတ်စံနဲ့မင်းလောက်တာဟုတ်လားဟုတ်ပါတယ်ပတ်စံရှိတယ်တချင်းဝယ်လိုက်တယ်တချင်းဝယ်ပြီးတော့မင်းတချင်းထုတ်လိုက်တယ်အဲ့တချင်းကတပိုင်းလောက်ပေါက်သွားတယ်ဆိုရင်ဥပမာအနေနဲ့TikTokမှာပဲဖြစ်ဖြစ်တပိုင်းလောက်ပေါက်သွားတယ်ဆိုရင်အဲ့ဒါအဆိုးတော်ဖြစ်တာလားအဲ့ဒါအရေးချင်းလားပတ်စံရှိုံနဲ့တင်အဆိုးတော်ဖြစ်တာလားပိဋကရဲ့အားပေးမှုရှိမှအဆိုတော်ဖြစ်တာလားဆိုတာကိုမင်းကောင်းကောင်းနားမလဲဘူးလားမင်းရဲ့ပိဋကတွေပေါ်မှာမင်းထားတဲ့စိတ်ထားမင်းရဲ့ပိဋကတွေပေါ်မင်းပေါ်မှာချစ်ပေးနေတဲ့သူတွေပေါ်မှာမင်းထားတဲ့စိတ်ထားကဒီလိုမျိုးလားဟိုလာမကြီးနဲ့သူများနာမည်တွေလည်းငါစိတ်ဝင်စားဘူးအပြင်နဲ့ရှင်းရှင်းအဲ့ဆိုမန်းပိတ်ထားလေမင်းဘာလို့မန်းဖွင့်ထားတာလဲမင်း only me နဲ့တင်လေမင်း public မှာတင်ရင်တော့မင်းကိုမကြိုက်ရင်မကြိုက်ဘူးပြောမှာပဲကြိုက်ရင်ကြိုက်တယ်ပြောမှာပဲလေကောင်းတဲ့ဥစ္စာကိုမှလက်ခံနိုင်ပါတယ်ငါ့ကိုကြိုက်တဲ့လူကိုပဲငါလက်ခံနိုင်တယ်ငါ့ကိုမကြိုက်တဲ့သူကိုငါပြန်ပြီးရန်လုံးလိုက်မယ်ဆိုတာဒါမင်းကိုမှန်တယ်လို့ထင်နေတာလားဒါအမှန်တရားမဟုတ်မင်းကိုမကြိုက်တဲ့သူတွေရှင်းအောင်မင်းကိုကြိုက်လာအောင်မင်းကိုမုန်းနေတဲ့သူတွေရှင်းအောင်မင်းကိုချစ်လာအောင်မင်းကိုချစ်တဲ့သူတွေပိုးပြီးတော့ချစ်သွားအောင်မင်းအနေနဲ့ကြိုးစားရမှာမဟုတ်ဘူးလားပတ်စံရှိတဲ့အဆိုတော်ဖြစ်ကြီးလားအခုချိန်ထိကွာလူတယောက်ကလာကူညီရဆိုပြီးနဲ့40လာကူညီတောင်းမှမရှိဘူးတန်ရပေးရတယ်တချို့ကလည်းကူညီစိတ်နဲ့တန်ရမယူဘူးရှော့ရလူတန်ရပေးရမှာပဲအခုခေတ်ထဲမှာအလကားရတဲ့ဆိုတာတစ်ခုမှမရှိဘူးဘယ်အရာမှအလကားဆိုတာမရဘူးသိလားနော်အေးတန်ရပေးရတယ်ဆိုတဲ့ဥစ္စာကိုမင်းထဲမပြောနဲ့မင်းတချင်းဝယ်ရမယ်မင်း CD ထုတ်ရမယ်ပြီးရင်မင်း MTV ရအောင်မလားအဲ့ထဲမှာပါဝင်တဲ့ပစ္စည်းတွေကွန်မန်သမျှမင်းကုန်ကြခံရမှာပဲလေမဟုတ်လားဘယ်သူကတော့ free လိုက်လို့ပေးနေမှာလဲဒါကြီးကိုမင်းပြောနေစရာမလိုလူတိုင်းသိတယ်အခုခေတ်ထဲမှာလဲဘယ်ရောင်မှအလကားမရတော့ဘူးဆိုတာကိုလည်းသိတယ်နော်အားလုံးလည်းချစ်တယ်အားလုံးလည်းလေးစားတယ်အပြင်ငါရဲ့ကျွန်တော်ခုနကချိန်ကျွန်တော်ရဲ့ comment တွေကျွန်တော်ရဲ့သူများ comment တွေမှာသူများနာမည်ကိုသွားပြီးတော့ရေးရလည်းမရှိဘူးတန်းရှင်းရှာလည်းမရှိဘူးတန်ရနဲ့တင်နေရရှိတာကိုတင်တာခုချိန်ထိမင်းလည်းတင်နေရရှိတာကိုတင်အားပေးတဲ့သူတွေကလည်းသူတို့ကြိုက်ရင်သူတို့အားပေးမယ်သူတို့မကြိုက်ရင်ဝေဖန်မယ်ဝေဖန်ခွင့်မရှိဘူးလားဝေဖန်တာမခံနိုင်ဘူးလားဝေဖန်တာမခံနိုင်ရင် only me နဲ့တင် public မှာမတင်နဲ့သိလားမင်းတို့ဘာမဟုတ်တဲ့ကောင်မပြောနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အောင်မှာဝေဖန်ခံရတယ်တိုက်ခိုက်ခံရတယ်သိလားနော်ဒါကြောင့်ကိုတိုင်ကဝေဖန်ခံနိုင်ရမယ်ကိုတိုင်ကတိုက်ခိုက်ခံနိုင်ရမယ်မင်းဒီຢာတွေကိုကြော်လွှားနိုင်မှာမင်းအတွက်တကယ်စစ်မှန်တဲ့အောင်မြင်မှုတစ်ခုဆိုတာရလာမှာလေစားလိုက်မလို့ကျွန်တော်အကြိုက်ကိုကျွန်တော်လုပ်နေတာဘာမှဆောက်ပြမဆိုင်ဘူးမင်းအကြိုက်ကိုမင်းလုပ်ရင်
ကိုက only me နဲ့တင်နော် public မှာမတင်နဲ့ဟုတ်ပြီလားဆိုတော့မင်းကမင်းကြိုက်တာပဲလို့မင်းမကြိုက်တာပဲလို့မြင်တဲ့သူကတော့မင်းကိုကြိုက်ရင်ကြိုက်တယ်ပြောမယ်မကြိုက်ရင်မကြိုက်ဘူးပြောမယ်ဒါသူတို့ရဲ့လွတ်လပ်ပိုင်ခွင့်သိလားမင်းအတန်းရှင်းရှာတယ်လို့လိုက်ပြီးတော့မပြောနဲ့အခုခေတ်ထဲမှာအတန်းရှင်းရှာလို့ရတဲ့အရာတွေအများကြီးပဲရှိတယ်သိလားနော်အတန်းတိုင်းမှာလုံးလို့ရတဲ့အရာတွေအများကြီးပဲရှိတယ်မင်းစီကနေပြီးတော့အတန်းရှင်းယူမှရတာမဟုတ်ဘူးနော်လူတိုင်းမှာအတန်းရှင်းရှာနေကြတဲ့လူတွေကြီးပဲဒေါ်နယ်ထရန့်လည်းအတန်းရှင်းရှာတယ်သိလားဆိုတော့မင်းကိုယ်တိုင်ကမင်းငိုအပေးနေတဲ့မင်းရဲ့ audience တွေပေါ်မှာမင်းဆက်ဆံလိုက်တဲ့ပုံစံကမင်းကိုတိုးတက်စေသလားမင်းကိုထိုးကျစေသလားဆိုတာမင်းကိုမသိတာလားဟမ်ကိုယ်တိုင်ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိတော့ဘူးလားကိုယ်ပိုင်မစဉ်းစားနိုင်တော့ဘူးလားအခုလို့ထားပြောလို့ငါမင်းနဲ့ attention ရှာတယ်လို့မထင်နဲ့သိလားငါမင်းကိုသိလည်းမသိဘူးဒါပေမဲ့မင်းရဲ့ဗီဒီယိုငါပထမအဆုံးငါမြင်ဘူးဒါမင်းကိုမြင်ဘူးတာပဲသိလားဒါပေမဲ့မင်းပြောတဲ့ဆိုတဲ့အရာတွေကမင်းရဲ့ audience တွေပေါ်မှာမင်းလေးစားမှုမရှိလို့မင်းရဲ့စူးစမ်းမှုကိုလက်ခံလာအောင်မင်းကိုမုန်းနေတဲ့သူတွေကမင်းကိုလက်ခံလာအောင်စူးစမ်းရမှာမင်းရဲ့တာဝန်ဖြစ်တယ်ပတ်စံရှိုံနဲ့အဆိုတော်ဖြစ်တာမဟုတ်ဘူးအကြီးချင်းရှိမှတကယ်အောင်မြင်မှုဆိုတာရတာပတ်စံရှိုံလေးနဲ့တရှင်းလေးတစ်ပုတ်ဝယ်လိုက်တယ်တရှင်းလေးတစ်ပိုက်လောက်ပေါက်သွားတာနဲ့စင်မော်တက်ပြီးတော့ဒါတရှင်းဆိုတယ်ဆိုတာဒါမင်းရဲ့မှန်ကန်တဲ့အောင်မြင်မှုမဟုတ်မင်းရဲ့မှန်ကန်တဲ့ရည်ချင်းမဟုတ်ဘူးကွာသိလားနော်တကယ်ရည်ချင်းရှိတဲ့အဆိုတော်ကြီးတွေတကယ်အမှန်ကန်ကိုပေါက်ခဲ့တဲ့တချင်းတွေကဘယ်အချိန်မှပြန်နားထောင်လို့ကောင်းနေတော့မယ်အရင်တော့ဆိုခဲ့တဲ့ဦးဝင်းဦးတို့နောက်ပြီးကြတော့တွန်းနေဆိုးအောင်တို့တွန်းနေသိန်းတန်းတို့နောက်စားတဲ့တချင်းတွေများသောအားဖြင့်ရှိတယ်ရှေးတချင်းတွေအဲ့ဒီတချင်းတွေအခုချိန်မှာပြန်ပြီးတော့ဖွင့်လိုက်မယ်ဆိုရင်အခုချိန်ထိနားထောင်လို့ကောင်းနေတော့နေမှာရှိတယ်သိလားငါတို့ဆိုရင်ခစ်လူငယ်ထဲမှာပါတယ်ဒါပေမဲ့အဲ့ဒီတချင်းတွေကိုငါတို့ဘာလို့ကြိုက်လဲငါတို့ငယ်လေးကတော့ပေါက်ခဲ့တဲ့မျိုးကြီးတချင်းတွေတို့လေးပြုတ်တချင်းတွေတို့အငဲတို့ဒီတချင်းတွေဘာဖြစ်လို့အခုချိန်ထိနားထောင်လို့ကောင်းနေတော့ကလဲအခုနောက်ပိုင်းမှာပေါက်သွားတယ်တချင်းတွေတစ်ပိုက်လောက်ကောင်းလိုက်တယ်တစ်တော့မှလောက်တော့ပေါက်လိုက်တယ်နောက်ပြီးကြတော့ဘာဖြစ်သွားလဲပြန်ပြီးတော့မှိန်သွားတာပဲဒါဘာကြောင့်လဲဆွဲဆောင်မှုမရှိတော့လေစာသားတွေကတကယ်ဆွဲဆောင်မှုရှိတဲ့စာသားတွေမဟုတ်လို့လူတွေကိုအချိန်နဲ့အမျှဆွဲဆောင်နေနိုင်တဲ့စာသားတွေမဟုတ်တဲ့အတွက်ထိုးကြသွားတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်ကိုတိုင်ကအဆိုတော်တယောက်လုံနေတယ်ကိုတိုင်အမှုပညာရှင်သမားတယောက်လုံနေတဲ့သူဖြစ်တဲ့အတွက်ကိုယ့်ရဲ့ audience တွေပေါ်မှာဘယ်လိုမျိုး respect ထားရမယ်ဘယ်လိုမျိုးဆက်ဆံရမယ်ဆိုတာလေးကိုမင်းကောင်းကောင်းလေးအရင်ဆုံးတင်ယူပြီးမှမင်းအဆိုတော်လမ်းကြောင်းကိုဆက်ပြီးတော့ရှောက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပြုရင်းနဲ့ဒီနေ့တော့ဒီဗီဒီယိုလေးတော့ဒီလောက်နဲ့ပဲရက်လိုက်ပါတယ်